အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ပြောပြပေးမယ့်အကြောင်းအရာကအမျိုးသမီးတိုင်းဝစ်စင်နေတဲ့ bra ရဲ့သမိုင်းကြောင်းပဲဖြစ်ပါတယ်အတွင်းခံအဝတ်အစားတစ်ခုလိုပဲထင်ရပြီမဲ့ဒီအဝတ်အစားဟာတကယ်တော့အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်နဲ့လွတ်လပ်ခွင့်အတွက်တိုက်ပွဲဝင်ခဲ့ရတဲ့ fashion တော်လှန်ရေးတစ်ခုရဲ့ဇာတ်လမ်းပါဒီခေတ်အဆက်ဆက်ပြောင်းလဲတိုးတက်လာတဲ့ bra ရဲ့စိတ်ဝင်စားစရာခရီးလမ်းကိုအသေးစိတ်ကြည့်လိုက်ရအောင်ဘရာမပွန်တဲ့နှစ်ပေါင်းများစွာကလေးကအမျိုးသမီးတွေဟာရင်သားကိုထိမ့်ချုပ်ဖို့ကြိုးစားခဲ့ကြပါတယ်။ရှီခေတ်ဂရီနဲ့ရောမခေတ်အားကစားသမားတွေဟာပိစပတ်တီးတွေပတ်ခဲ့ကြပေမဲ့16ရာစုရောက်တဲ့အခါမှာတော့ကဘာကြီးကို corset ကလွှမ်းမိုးတော့ပါတော့တယ်။ corset ဆိုတာကဝေလင်ငါအယူတက်တုသို့မဟုတ်တစ်သားလိုမာကြောတဲ့ကစ္စည်းတွေနဲ့လှုပ်ထားတဲ့အတွင်းခံပါရည်ရွယ်ချက်ကတော့ခန္ဓာကိုယ်ကိုဖိညစ်ပြီးခါသေးရင်ချီတဲ့နာယီသေးအိုးပုံစံမျိုးဒါမှမဟုတ်လေ S cuff ပုံစံမျိုးဖြစ်အောင်ဖန်တီးပေးတာပါပြဿနာကတော့တင်တို့သိတဲ့အတိုင်းပဲဒီလိုပြင်းထန်တဲ့ဖိညစ်မှုတွေဟာအမျိုးသမီးတွေအတွက်နာကျင်မှုအသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေကိုယ်တွင်းအင်္ဂါရွေလျားမှုတွေအထိဖြစ်စေခဲ့ပါတယ် fashion အတွက်ကျမ်းမာရေးကိုစတေးခဲ့ရတဲ့အချိန်တွေပါပဲဒီလိုနဲ့လွတ်လပ်ခွင့်အတွက်တောင်းဆိုမှုတွေတဖြည်းဖြည်းမြင့်တက်လာခဲ့ပါတယ် corset ရဲ့ချုပ်နှောင်မှုကနေလွတ်မြောက်ဖို့ပထမဆုံးတော်လှန်ရေးကိုစော့ခဲ့သူတွေပေါ်လာပါပြီပထမခြေလှမ်းအဖြစ်1889ခုနှစ်မှာပြင်သစ်ဒီဇိုင်နာ Harmony Kado ဟာ corset ကိုအပေါ်ပိုင်းနဲ့အောက်ပိုင်းနှစ်ပိုင်းခွဲလိုက်ပါတယ်ရင်သားကိုပန်ပိုးဘက်အပေါ်ပိုင်းကိုပဲတီးတန့်ဝတ်ဆင်လို့ရအောင်လုပ်ခဲ့တာပါဒါကခိမီဘရာဇီယာစီပထမအတိတ်ပဲရှိရဲ့ခြေလမ်းမှာပဲဒါပေမဲ့ခိမီဘရာကိုတီထွင်ပြီးမူပိုင်တွင်ထင်ခဲ့သူကတော့အမေရိကန်လူချမ်းသာအမျိုးသမီး Mary Phelps Ziegott ပါသူမဟာဝတ်စုံအသစ်အောက်က corset ကိုစိတ်ပြက်သွားလို့ပိုးဘဝနှစ်ထဲနဲ့ဖဲကြိုးကိုတုံးပြီးတက်တောင့်တက်တာရှိတဲ့ကြောပြင်ပလာဘရာကိုကိုယ်တိုင်ချုပ်ခဲ့ပါတယ်အဲ့ဒီနောက်မှာပဲသူမရဲ့တီထွင်မှုကိုဒေါ်လာ1500နဲ့ရောင်းချပြီးဘရာစီကွာရီစတင်ခဲ့ပါတယ်အစပိုင်းမှာပြင်သစ်စကားထိပ်တဲ့ဘရာစီယာလို့ခေါ်ရာကနေ1930လောက်မှာပို့တိုးတဲ့ဘရာဆိုတဲ့စကားလုံးစတင်ခေတ်စားလာခဲ့ပါတယ်ဘရာရီတကဘာလုံးကိုပြန်တွားဖို့အတွက်ပထမကဘာစစ်ကအကြီးဆုံးအခွင့်အရေးကိုပေးခဲ့ပါတယ်စစ်ပစ္စည်းထုတ်လုပ်ဖို့အတွက်တပ်တူတွေအရေးတကြီးလိုအပ်လာတဲ့အခါ American စစ်ဘက်ကအမျိုးသမီးတွေကို corset ဝစ်တာရက်ဖို့တရားဝင်တောင်းဆိုခဲ့ပါတယ်ဒီလိုလုပ်လိုက်တာနဲ့တပ်တူတန်း2800လောက်ချွေနှံသွားမှန်ခဲ့တယ်လို့မှတ်တမ်းတွေဆိုပါတယ်ဒီတပ်တူပမာဏဟာစစ်တင်ပေါ်ကြီး2ထန်းဆောက်လို့ရတဲ့ပမာဏပါပဲရလက်အနေနဲ့ကစစ်ပွဲကဘရာကိုခစ်ဆောက်တဲ့အဝတ်အစားတစ်ခုအဖြစ်တရားဝင်နေရာပေးလိုက်တယ်လို့ပါပဲအမျိုးသမီးတွေဟာစိတ်ယုံတွေမှာအလုံးဝင်လှုပ်လိုက်ကြတဲ့အခါလေးလီဒီချုပ်နှောင်မှုများတဲ့ corset ကိုလုံးဝစွန့်ပစ်လိုက်တော့တာပါဘရာရီဟာခိကာလာအလိုက် fashion ကိုလိုက်ပြီးအဆက်မပြတ်ပြောင်းလဲခဲ့ပါတယ်1920ပြည့်နှစ်တွေမှာ the flapper era တို့မှာ flapper လို့ခေါ်တဲ့ခေတ်စားသူအမျိုးသမီးတွေပေါ်လာပြီးပိန်သွယ်ပြီးရင်သားပြားတဲ့ windish ပုံစံကိုလိုချင်လို့ရင်သားကိုဖိထားတဲ့ bandeau ပုံစံ bra တွေခေတ်စားခဲ့ပါတယ်1930ပြည့်နှစ်တွေမှာ cup size ABCD စနစ်ကိုစကြင်မိတ်ထလိုက်သလို bra တွေဟောတထဲတဲ့အားလုံးဝတ်တဲ့ပုံစံကနေသည်အတွင်ချင်းတစ်ခုချင်းစီရဲ့ခန္ဓာကိုယ်နဲ့တိတိကျကျကိုက်ညီတဲ့ပုံစံကိုပြောင်းလဲသွားပါတယ်ပခုံးကျညစ်တဲ့စနစ်နဲ့ချိတ်တွေကိုလည်းထည့်သွင်းလာပါတယ်ဒုတိယကမ္ဘာစစ်ပြီးနောက်1940-50ပြည့်နှစ်တွေမှာ Hollywood ရဲ့လွှမ်းမိုးမှုနဲ့အတူထိတ်ကျွန်းကနော်ပုံစံရှိတဲ့ bullet bra တွေရေပန်းစားခဲ့ပါတယ်ဒီ bra ပုံစံကို Marilyn Monroe လို့မင်းသမီးတွေကခေတ်စားအောင်လုပ်ခဲ့တာပါ1960-90ပြည့်နှစ်တွေမှာ liberation သို့မဟုတ် push-up bra တွေစတင်ပေါ်လာပြီးရင်သားကိုမြစ်တက်ဖော်ပြတာခေတ်စားလာတယ်အဲ့ဒီနောက်မှာ1989ခုနှစ်မှာပထမဆုံး sports bra သို့မဟုတ်အားကစား bra ကိုအားကစားသမားအမျိုးသမီး3ဦးကတီထွင်ခဲ့ပြီးအမျိုးသမီးတွေရဲ့ကျင့်ခိုင်မှုလွတ်လပ်ခွင့်ကိုပို့ပြီးအားပေးခဲ့ပါတယ်ဒီလိုပဲ bra ဟာရာစုများစွာကြာမြင့်တဲ့ခရီးကိုဖျက်တမ်းခဲ့ရပါတယ်အရင်ကလိုခါးကိုဖိညစ်ထားတဲ့ corset ရအကျဉ်းချဘဝကနေ
ဒီနေ့ခေတ်တော်မှာဆိုရင်တက်တောင်တက်တာရှိတဲ့ seamless bra တွေလှပတဲ့ bralette နေ့စဉ်သုံး entire bra တွေအထိရွေးချယ်စရာပေါင်းများစွာရှိတဲ့ fashion နဲ့နီးပညာပေါင်းစပ်ထားတဲ့ပစ္စည်းတစ်ခုဖြစ်လာခဲ့ပါပြီ။ bra ရဲ့သမိုင်းဟာ fashion တက်မဟုတ်ပါဘူး။ဒါဟာအမျိုးသမီးတွေရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်ကိုလွတ်လပ်စွာထိန်းချုပ်ပိုင်ခွင့်နဲ့လူမှုဘဝလွတ်လပ်ခွင့်ကိုရယူခဲ့တဲ့အရေးကြီးတဲ့သင်္ကေတတစ်ခုပါပဲ။ဒီဗီဒီယိုကနေ bra သမိုင်းကြောင်းရဲ့စိတ်ဝင်စားစရာအချက်တွေကိုသိသွားပြီလို့မျှော်လင့်ပါတယ်။နောက်ထပ်ဘလို့ fashion သမိုင်းတွေသို့မဟုတ်ပညာပေးအကြောင်းအရာတွေကိုကြည့်ရှုခြင်းလဲဆိုတာ comment မှာပြောပြပေးသွားပါဦး like and subscribe လုပ်ဖို့မမေ့ပါနဲ့နော်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်ကျေးဇူးတင်ပါတယ်